မင်္ဂလာပါဒီနေ့မနက် breakfast အနေနဲ့ကျုပ်ပန်ကိတ်လို့စဖြစ်လို့လုံနေလေးပါတခါတည်းလာပြီးညဝေတာပါရတာအနေနဲ့မပြောသည်ချိုစိတ်ပုံစံမျိုးသွားပြီးတော့ဖျားရည်လေးနဲ့ပါစားရတာဆိုတော့ရတာအနေနဲ့ကတော့ perfect ဖြစ်ပါတယ်ကျုပ်မပြောသည်ပန်ကိတ်လုံနေကိုစုံတိကြည့်ပြီးတော့ like and share လေးလုပ်ပေးပါလို့ဆိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျပါဝင်ပစ္စည်းတွေကတော့ဒီမှာပါပထမဆုံးအနေနဲ့အုံမီသမီးစားဆုံး3စုံကျဲဥ3လုံးပါမယ်အရွယ်စားကတော့2ယောက်စားလောက်ကောင်းကောင်းစားလို့ရပါတယ်စကားမဆက်နောက်ထပ်ဗီဒီယိုများအတွက် like and share လေး follow လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်ပထမဆုံးအနေနဲ့ငပြောသီး3လုံးတဲ့ကနှလုံးကိုအခုံခွာပြီးတော့ကျွန်တော်တို့ကြော်မဲ့မုတ်ရဲ့အသားအထူပမာဏလောက်ရှိထားပေးလိုက်မယ်နော်ဒါကတော့ကျွန်တော်တို့ကြော်မဲ့မုတ်ရဲ့အသားအထူပမာဏလောက်ဖြစ်ပါတယ်ငပြောသီး3လုံးတဲ့ကနှလုံးကိုကျွန်တော်တို့လှီးပြီးဆိုတော့နောက်ထပ်3လုံးကိုကျွန်တော်တို့ခင်းစိုးလေးနဲ့ဒီလိုလေးခြေပေးလိုက်ပါမယ်လုံးဝပျော့ဖလက်အောင်ခြေပြီးပြီဆိုတော့ကျူ3လုံးကိုကျွန်တော်တို့ဖောက်ထပ်ပေးလိုက်ပါမယ်ကျူ3လုံးကိုဖောက်ထပ်ပြီးပါကကျွန်တော်တို့တော်တော်လေးနှက်ဆက်အောင်မှွေပေးလိုက်ရပါမယ်โอเคဒီလောက်နေထားရလာပြီဆိုတော့အုံမီ3စုံကိုထပ်ထည့်ပြီးတော့ငွေပေးလိုက်ပါโอเคအားလုံးလည်းစင်သစ်ဖြစ်ပြီဆိုတော့ကျွန်တော်တို့စီကိုထမင်းစားစုံ2စုံလောက်ဒဲအိုးတဲ့ကိုထည့်ပြီးရင်ကျွန်တော်အရှိမလှီးထားတဲ့ငပြောတီးတွေကိုအဝိုင်းလေးဖြစ်အောင်ထည့်ပေးလိုက်ပါကိုကြိုက်တဲ့ပုံစံလေးတိုင်းပုံဖော်ပြီးတော့အရှိမကျွန်တော်တို့မှွေနောက်ထားတဲ့မုတ်သားလေးတွေကိုဒဲဟိုတဲကိုလောင်းထည့်ပေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့မီးကိုလုံးဝဖြစ်ဖြည်းလေးနဲ့ဒဲဟိုပုံအုပ်ပြီးတော့မိနစ်20လောက်နှက်ထားပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့မီးကိုပြပြင်းလေးဖွင့်ထားမယ်ဆိုလို့ရှိရင်အပြင်ကတူပြီးတော့အထဲကအသားမကြက်တတာဖြစ်တတ်ပါတယ်โอเคမိနစ်20ပြည့်ပြီဆိုတော့ကျွန်တော်တို့ပကံတစ်ချက်နဲ့ဒီလိုလေးတစ်ဖက်လှန်ထည့်ပေးလိုက်ပါမယ်ကျွန်တော်တို့မီးကိုဖြစ်ဖြည်းလေးဖွင့်ထားတော့မှအပြင်ကဒူးတဲ့ပုံစံမျိုးဖြစ်သွားပါသေးတယ်ဒါပေမဲ့အရသာကတော့ကောင်းမြတ်နေဆက်ပါโอเคနောက်တစ်ဖက်ကိုတော့ကျွန်တော်တို့မီးကိုဖြစ်ဖြည်းလေးနဲ့ပဲ10မိနစ်လောက်နှက်ထားပေးလိုက်ပါโอเค10မိနစ်ပြည့်ပြီဆိုတော့ကျွန်တော်တို့ပကံနဲ့ပဲလှက်ထည့်ပေးလိုက်မယ်ထပ်ပြီးတော့ကျွန်တော်တို့စီတွေနဲ့ဒူးနေတဲ့စတွေကိုကျွန်တော် tissue တွေနဲ့တုပ်ပေးလိုက်ပါတယ်โอเคဒီမှာရတာရှိတဲ့ကြက်ဥမပြောသည့် pancake ကိုရလာပါပြီထပ်ပြီးတော့ကျွန်တော်တို့အပေါ်ကနေပြားရည်လေးနဲ့ဆန်းပေးလိုက်ပါမယ်ငွေချင်းတော့အိမ်မှာပြားရည်မရှိဘူးဆိုလို့ရှိရင်နိုးစီနဲ့တုံဆောင်လို့ရပါတယ်ဒါပေမဲ့ဒီမုတ်တွေကပြားရည်နဲ့ပို့လိုက်ပါတယ်ဗီဒီယိုကို channel တဲ့ဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ bye bye